ဘော်ရဲ့ဒုက္ခတစ်ခုကိုဖျက်ချလာတဲ့ကားကိုတာဝန်ရှိသူတွေကတားလိုက်ပြီးကားကိုဆစ်ပြန်လိုက်ပါတယ်။ကားသမားကမကျင်တဲ့ဖြစ်ပြီးတရိတ်ဆန်တွေကိုဒီတိုင်းမြုပ်လိုက်ပြန်ပြီလားလို့ပြောတယ်။တိုးဂိတ်ဖွဲ့ကအရှိမဓာတ်ငွေရုံစိမ်းမရှိတာကြောင့်ပေါ့လို့ပြောတာကိုမကျင်တဲ့ဖက်ဆက်မောင်းသွားတယ်။တနေရာရောက်မှတစ်ခုခုကိုတိုင်းပြီးသွားတော့ကားပေါ်ကစိတ်မကြီးတဲ့အခါမှာတမင်တကာကိုတိုင်းမိပြီးသေဆုံးနေတာကိုမြင်လိုက်ရတယ်။ကားသမားကကြက်တင်မရှိတယ်လို့ပြောဆိုရင်ကားမောင်းထွက်သွားတယ်။ထူဆန်းနာကသေဆုံးနေတဲ့တမင်ဟာလူးလိပ်ပြီးတော့ပြန်ထလာပါတယ်။မွေးမြူရေးကံမှာငါးများထူးဆန်းစွာသေဆုံးနေမှုကြောင့်စောကူတီရောက်ဖြစ်ရှင်းရခက်နေတယ်။သူတို့ထက်ကိုရှယ်ယာတွေရောင်းမှုပြောပေမဲ့ခုချိန်ရောက်ရင်ဈေးကျမှမမရောင်းဖို့ပြောတယ်။ဇနီးဖြစ်သူနဲ့လမ်းခွဲထားပြီးသမီးဖြစ်သူကိုသူ့ကိုယ်တိုင်ပြုစုပြောထောင်တယ်။ဇနီးဖြစ်သူကမနှက်ပြန်သမီးမွေးနေဆိုတော့သိရလားလို့မေးပြီးသမီးကိုတာဝန်ကျေအောင်ပြုထုတ်နိုင်ရလားလို့မေးတော့စောကူတီရောက်ဖုံးချလိုက်ပါတယ်။အင်ကိုပြန်ရောက်တော့လှမ်းနေတဲ့သမီးဖြစ်သူကိုတွေ့တယ်။မနှက်ပြန်မွေးတဲ့အတွက်သမီးဖြစ်သူကိုဂိမ်းဆက်လက်ဆောင်ပေးလိုက်ပါတယ်။သမီးဖြစ်သူစူအန်ကတလောကခလေးများနေ့မှာဝယ်ပေးထားတဲ့ဂိမ်းဆက်နဲ့အတူတူဖြစ်နေလို့မပြောနိုင်ဘူး။စောကူလည်းသမီးလိုချင်တာပြောဝယ်ပေးမယ်ပြောတော့စူအန်ကပူဆန်ကမေးချီကိုသွားချင်ကြောင်းပြောတယ်။မွေးနေ့မှာသမီးဖြစ်သူကိုစိတ်ချမ်းသာစေချင်တာကြောင့်လိုက်ဖို့မယ်လို့ကတိပေးလိုက်တယ်။နောက်တစ်နေ့မနက်မှာတော့ပူဆန်ကိုအစောကြီးထွက်လာခဲ့တယ်။မနက်စောစောမှာရေးပေါ်ကားတွေဒစီရီမောင်းနေတာကြောင့်အော်နေကြတယ်။တချို့နေရာမှာမီးလောင်နေတာကိုမြင်လဲရတာကြောင့်သမီးဖြစ်သူကိုတစ်ခုခုတော့ဖြစ်နေတယ်လို့ပြောလိုက်တယ်။မိနစ်30လို့မှဘူဆန်ကိုသွားမယ်ရထားထွက်တော်မယ်လို့ကြေညာတယ်။ရထားပေါ်ကိုကျောင်းသားအဖွဲ့ကောင်းဆောင်ဂျင်းဆိုတဲ့ကောင်မလေးတက်လာပြီးရွှန်ကောဖေးကိုဝင်ထိုင်လိုက်တယ်။ဂျင်းကနိကောင်ငါကြိုက်တယ်လို့ပြောရင်ဒီလက်ခံလိုက်လို့ပြောတာကိုရွှန်ကောလည်းရှက်သွားတယ်။ဘေးကကျောင်းသားတွေကဒီလက်ခံလိုက်လို့ဝိုင်းစားတယ်။ရထားပေါ်ကိုစောကူလိုသားဖောက်ဝင်လာပြီးထိုင်ကုန်ပေါ်ထိုင်လိုက်တယ်။ကောင်မလေးတယောက်ရထားပေါ်ကိုပြပြထွားတက်လာတာကိုရထားတာဝန်ခံကမတွေ့လိုက်ဘူး။ရထားထွက်ချိန်ရောက်ပြီမို့ရထားကားတွေအကုန်ပိတ်ပြီးရထားဆထွက်တယ်။ပြတင်းမအပြင်ကိုကြည့်နေတဲ့စူဝမ်တယောက်လူတယောက်ကိုခုံလိုက်တာကိုမြင်လိုက်တယ်။အာသွားပြီးစောက်ကူကိုလှည့်ကြည့်ပေမဲ့စောက်ကူတယောက်အိပ်ပျော်နေတယ်။ရထားပေါ်ပြစ်တက်လာတဲ့ကောင်မလေးဟာတန်းစင်ကန်ထဲမှာမှားသွားပါတယ်ပြောပြီးခြေထောက်ကတန်ရာကိုစီးနေတယ်။ရောင်စုဆိုတဲ့ဘဲကြီးကတန်းစင်ကန်နဲ့မူမှန်တဲ့အတန်ကြားရတယ်လို့ရထားဝန်ထမ်းကိုပြောတယ်။စူဝမ်ကနားထောင်နေပြီးရထားဝန်ထမ်းနဲ့လိုက်ဆက်စုနေတယ်။တန်းစင်ကန်တကားကိုဖွင့်လိုက်တော့အင်ဂျင်ယာမဲတယောက်ကိုတွေ့လိုက်တယ်။ရထားဝန်ထမ်းကအဲ့တဲ့လက်မမပိုင်းရှစ်ပူရရောက်ရင်ဆင်းပေးပါပြောပေမဲ့အင်ဂျင်ယာမဲကအလုံးသေးကုန်ပြီလို့ပြောတယ်။စူဝမ်လည်းပြန်လှည့်လာပြီးတန်းစင်ကန်သွားဖို့တကားကိုဖွင့်ဖို့လုပ်တယ်။ရောင်ဦးဆိုတဲ့လူကအထဲမှာလူရှိတာကြောင့်အလှင်မလုံးရင်ဟိုဘက်ကခန်းနဲ့ဝင်ဖို့ပြောတယ်။ရထားပေါ်ပြစ်တက်လာတဲ့ကောင်မလေးဟာဒီယိုတရန်လမ်းလျှောက်ပြီးလဲကျသွားတယ်။ဝန်ထမ်းကောင်မလေးကတွေးတော့တာဝန်ရှိသူကိုအကြောင်းကြားပြီးအကူအညီတောင်းတယ်။ဖုံးတန်ကြောင်စောက်ကူတယောက်နိုးလာတယ်။လဲကျနေတဲ့ကောင်မလေးဟာရုံတရက်ထလာပြီးဝန်ထမ်းမျိုးသမီးပေါ်ကိုခုန်တက်ပြီးကြိုက်လိုက်တယ်။သူတို့နှစ်ယောက်ဟာလူလိုက်ပြီးရထားခန်းအတွဲထဲရောက်လာတယ်။ဝန်ထမ်းမျိုးသမီးလဲကျသွားပြီးလေမင်းကိုကောင်မလေးကကြိုက်လိုက်တာကိုမြင်လိုက်ရတဲ့ခီးတဲ့အကောင်အော်ပြီးကြောက်လန့်သွားတယ်။ပေါ်ပြီးထူးဆန်းတာကလဲကျသွားတဲ့ဝန်ထမ်းမျိုးသမီးဟာလူလိုက်ပြီးပြန်ထလာကလမ်းလျှောက်ကောင်အဖြစ်အသွင်ပြောင်းပြီးမြင်သမျှလိုက်ကြိုက်တော့တယ်အကောင်လုံးဝင်ရုံသုံးကဖြစ်ပြီးထွက်ပြေးကြတယ်အကြိုက်ခံနေရတဲ့သူတွေဟာလည်းပြန်ထလာပြီးအသွင်ပြောင်းလူသားတွေဖြစ်လာပြီးမြင်သမျှလိုက်ကြိုက်တော့တယ်ဝန်ထမ်းကခေါင်းဆောင်ကိုရထားပေါ်မှာအကြမ်းဖက်မှုဖြစ်နေတယ်လို့အကြောင်းကြားတယ်စူဝမ်တရတန်းစကန်တဲ့ထွက်လာခြင်းလူတွေပြေးလွှားဖြစ်နေတာကိုတွေ့လိုက်ရတယ်စောကူတို့ရခါတွက်ခန့်တဲ့ကိုလူတွေပြေးလွှားဝင်လာကြတယ်အားလုံးပြေးကြလို့အော်နေတဲ့ဝန်ထမ်းကိုလက်လျှောက်ကောင်တစ်ကောင်ကလေဘင်းကိုကြိုက်တာမြင်တော့အကောင်လုံးအော်ပြီးထွက်ပြေးကြတယ်စောကူတရလည်းကြောက်လန့်သွားပြီးသမီးဖြစ်သူကိုတတိယသွားတော့တယ်စူဝမ်ကနောက်ကနေလှမ်းခေါ်လိုက်တော့မှသမီးကိုပွတ်ချပြီးအသွင်ပြောင်းပြီးညင်သမားအမဲလိုက်ဖြစ်နေတဲ့လူအုပ်နဲ့ဝေးရကိုထွက်ပြေးသွားတယ်အပြင်ကဆူညာတရီကြောင့်စောင်းတယောက်ဇနီးဖြစ်သူကိုဝင်ဆောင်မိမကိုလှမ်းခေါ်လိုက်တယ်ကိုဝင်တဲ့မိမလည်းထွက်လာပြီးနားကြီးလိုက်တာလို့ပြောတယ်လူအချင်းချင်းကိုက်နေကြတာမြင်တော့စောင်းတယောက်အော်သွားပြီးဇနီးဖြစ်သူကိုလက်နဲ့ကားလိုက်တယ်ကိုဝင်ဆောင်မိမကရဖြစ်နေတဲ့ထင်ပြီးစောင်းကိုသွားကူညီခိုင်းလိုက်တယ်စောင်းကလည်းအပေါ်ကကိုက်နေတဲ့လူကိုတားဖို့လှမ်းဆက်ချိန်မှာတော့ပါဇက်မှာတွေ့ရဖြစ်နေတာကိုမြင်လိုက်ရတော့ဇနီးဖြစ်သူကိုထပ်ပြီးပြောတယ် TV မှာလည်းတမျိုးလုံးအကြမ်းဖက်မှုဖြစ်ပြီးအကိုက်ခံရသူအကောင်စမိုင်းဖြစ်ပြောင်းသွားတာကိုကျင်းညာနေတယ်စူအန်ကိုကြည့်ပြီးစောက်ကူတယောက်ရထားတွဲတစ်ခုလည်းဝင်လာတယ်ကိုဝင်တဲ့မျိုးသမီးကတကားစီပြေးတဲ့တာကိုမြင်လိုက်ရတဲ့အခါရောင်စုဆိုတဲ့ဘဲကြီးကတကားပိတ်ဖို့အော်ပြောနေတယ်။စောင်းတို့လည်းမရအပြင်မှာပိတ်မိနေတာကိုမြင်လိုက်ရတဲ့စူဝမ်ကစောင်းအကောင်မှတ်မိပြီးတကားဖွင့်ပေးဖို့သူ့အဖေကိုအော်ပြောတယ်။စောင်းတို့လည်းမရလည်းဝင်ပြီးတာနဲ့တကားကိုမြင်မဲ့ပဲပြန်မိတ်လိုက်တယ်။ဖြစ်ချင်တော့တကားကလွတ်ပြပြီးပိတ်မရဖြစ်နေတယ်။စောကူကဒီကောင်တွေကမြင်နေရလို့တက်ခတ်နေတာလို့ပြောတော့စောကရောင်လည်းရေဘူးတဲ့ကရေကိုတကားကိုပက်ပြီးသတင်းစာနဲ့တကားကိုအုပ်လိုက်ဒီချိန်မှာရထားတာဝန်ရှိသူတွေကလက်ရှိအရှင်နေကြောင်ရှစ်မှာရက်မဲ့ချွန်နှဖူတာမှာရက်မှာမဟုတ်တော့ဘူးချိန်ကြပြီးခီးသားတွေကိုကိုယ့်နေရာကိုထိုင်ဖို့ပြောတယ်။ရောင်ဆိုတဲ့ဘဲကြီးကထက်ချွေခန်းကိုရထားပေါ်မှာဘာတွေဖြစ်နေလဲဆိုတာမင်းတို့သိကြလားချွန်းနာဘူတာမှာပဲရက်ပြီးဖို့ပြောတယ်ဒီချိန်စောက်ကူရဲ့အမေကဖုံးဆက်ပြီးလူတွေဘာလို့တက်ခိုက်နေကြတာလဲလို့မောနေတယ်လေတန်းနဲ့ပြောတယ်စောက်ကူလည်းအမေဘာလို့မောနေရတာလဲလို့မေးပြီးအမေဖြစ်သူကိုကိုက်ခတ်နေရပြီဆိုတော့သိသွားပြီမငုံမိအောင်ထိထားပြီးစူအမ်းမရိမ့်မိအောင်နေလိုက်တယ်ရထားပြင်ဘက်ကလူတွေကတကားစီပြစ်ကလာပြီးကူညီပေးဖို့အကူညီတောင်းတယ်လမ်းပေါ်မှာလည်းငဲကြနေတယ်လို့လူတွေတယောက်နဲ့တယောက်ကိုက်နေကြတယ်မြေပြင်မှာငဲကြနေပေမဲ့အစိုးရကတော့လက်ရှိချင်းတွေကိုထိန်းထားနိုင်ပြီဖြစ်ကြောင်းနဲ့စိုးရမှုတွေမဖြစ်အောင်တချို့နေရာတွေကိုပိတ်ထားမယ်လို့ကြေညာတယ်ကိုရီးယားတနိုင်ငံလုံးနဲ့ဆုတ်ပြတ်အောင်ပြစီနေခဲ့ပြီဖုန်းခဏပြောမှမလို့စောင့်နေလို့မှားထားတဲ့စောက်ကူကိုကြည့်ပြီးသူကဘာလုပ်တာလဲလို့စောင့်အောင်ကမေးတယ်စူအန်ကငွေကြေးစီမံသူလို့ဖြေတော့အော်ငွေစစ်တဲ့သူပဲလို့စောင့်အောင်ကပြောတယ်ဇနီးဖြစ်သူကအာနာလို့ဒီလိုမပြောနဲ့ပြောတာကိုစူအန်ကရပါတယ်လူတိုင်းဒီလိုပဲပြောတယ်လို့ပြန်ပြောတယ်
စောကူတယောက်အထက်ကအကြီးအကဲကိုဖုံးဆက်ပြီးအလုပ်ကိစ္စအဆင်ပြေအောင်လုပ်ပေးမယ်သူတို့သားဖကိုကူညီပေးဖို့တောင်းဆိုတယ်ခေါင်းဆောင်မင်းဆိုလည်းပဲလဲသဘောတူပြီးပြမဆောင်ကိုမသွားပဲအရှိဘက်ကိုထွက်လာခဲ့ဖို့မှားလိုက်တယ်ဒေဂျွန်ဘူရာဆိုင်တော့နေရာတစ်ခုလုံးတိုက်ဆိတ်ပြီးဘယ်သူမှမရှိတာကြောင့်အော်နေကြတယ်ညလင်းထားသူတို့စစ်သားတွေကိုမတွေ့တာကြောင့်ရောင်းဆိုတဲ့ဘက်ကရထားခေါင်းပိုက်ကိုဖြုတ်ပြီးငါတို့ကြည့်ပဲဆက်မရအောင်လို့ပြောတယ်ရထားမောင်းတဲ့သူကဒီလိုထွက်မသွားနိုင်ဘူးလို့ညင်းလိုက်တယ်တိုက်ဆိတ်နေတဲ့ပတ်ဝန်းကျင်ကိုအကဲခတ်ပြီးအကုန်လုံးရှောက်လာကြတယ်ဒီချိန်မှာစောကူကသမီးကိုခေါ်ပြီးလူအုံနဲ့ခွဲထွက်လိုက်တယ်အင်ဂျီယာမဲကကြိုးဆောင်နေပြီးသူ့ကိုယ်ပါခေါ်သားဖို့တောင်းဆိုပြီးသူတို့သားဖကိုပဲတိတက်ဟော်စာဖို့ဖုံးလွှမ်းနေတာကိုကြားကြကြောင်းပြောတယ်။စူအန်လည်းဝမ်းနဲ့သွားပြီးအဖေလို့အခုလိုတကူကောင်းဆန်နေလို့အမေနဲ့ကိုရတာလို့ပြောတယ်။ရောင်းစုတို့လူအုပ်သွားလာအဆုံမှာစစ်သားတွေအုပ်လိုက်ဇမိုင်းဖြစ်ပြောင်းပြီးသူတို့နောက်ကိုပြေးလိုက်လာကြတယ်။စစ်သားတယောက်ကိုတွေ့လို့အင်ဂျီယာမဲကဝမ်းသာပြီးပြေးလိုက်သွားတယ်။ဒီချိန်စောကူစီကိုအထက်ကဖုံးဆက်ပြီးငါလှုပ်လိုက်တဲ့ကလေးတွေတွေ့လာအဆက်အသွယ်မရတော့ဘူးလို့ပြောတယ်။စောကူလည်းစစ်သားတွေအကောင်ဇမိုင်းအသွင်ပြောင်းသွားတာကိုသိလိုက်ရပြီးတမင်ဖြစ်သူကိုစိုးရင်စွာလှမ်းကြည့်လိုက်တယ်။စစ်သားဇမိုင်းတကောင်ပြေးလာပြီးစူအန်ကိုခုံလိုက်တဲ့အချိန်စောင်းရောက်လာပြီးစူအန်ကိုကယ်တင်လိုက်တယ်။နေရာတစ်ခုလုံးဇမိုင်းတွေနဲ့ပြည့်နေတာသိလိုက်ရတဲ့အတွက်ရထားဘက်ကိုအပြေးထွားပြန်တက်လာကြတယ်။ရောင်းဆိုရပဲရထားမှုကိုအခုချက်ချင်းထွက်ဖို့ပြောတယ်။ဂျင်းကတငယ်ချင်းတွေမရောက်သေးတာကြောင့်မထွက်ဖို့တောင်းပန်ပေမဲ့ရထားမှုကရထားပြန်ထွက်ဖို့အမိန့်ပေးလိုက်တယ်။စောင်းရောဘွဲကအပြင်မှာကြံခဲ့ပြီးတကားလို့ချကထွက်ပြေးကြတယ်လူအုပ်ရဲ့တွန်းထိုးတံကိုမှန်တကားလည်းမထောက်ခံနိုင်ရှာပါဘူးတငယ်ချင်းတွေကိုစမိုင်းတွေကဖြတ်နေတာမြင်တော့ရုံးကလည်းကြောင်တောင်ဖြစ်နေတယ်စောကူရောက်လာပြီးကုတ်ကဆွဲခေါ်ပြီးအသိစိတ်ဦးမို့ပြောရထားပေါ်ပြေးတက်သွားတဲ့စောကူကပြေးလာတဲ့ဆောင်းအကိုလက်လှမ်းကမ်းပေမဲ့စောင်းအတယောက်ရထားပေါ်မတက်ပဲဘေးကိုပြေးထွက်လိုက်တယ်ဘေးမှာရှိနေတဲ့ဘေးပေါ်ရိုက်တံကိုကောက်ကန်ပြီးရထားပေါ်ခုန်တက်လိုက်တယ်ဖုံးလာတဲ့ကြောင်ဂျယ်ဟီဖုံးကန်လိုက်တယ်ရုံကဆက်တာတီးတော့ဝမ်းသာသွားပြီးနင်းသေးပြီးထင်သွားတာလို့ဆိုပြီးငိုကြတယ်စနေဖြစ်သူစီစောင်းအောင်ဖုံးဆက်ချိန်မှာအဖေဖြစ်သူနေကွဲသွားတဲ့စူအန်ကဖုံးကန်ပြီးသူတို့အတူတူရှိနေတဲ့ရထားအတွက်73မှမမြင်လာလို့ပြောတယ်စောကူလည်းစူအန်မှာရထားအတွက်73ကတပ်ဆိုင်ကမှရှိတာကိုသိလိုက်ရတယ်ဘာပဲဖြစ်ရအောင်သွားမယ်ဆိုပြီးဇုံမိုင်းတွေအကိုက်ခံရတာခံနိုင်အောင်အကာအကွယ်လုပ်ပြီးသွားဖို့ဆုံးဖြတ်လိုက်တယ်အတွဲတဲ့အရောက်မှာရုံကောတယောက်တငယ်ချင်းတွေဇုံမိုင်းဖြင့်ပြောင်းသွားတာမြင်လိုက်ရပြီးငုတ်တုံမိသွားတယ်ရုံကောကိုဘေးဖက်ခိုင်းပြီးစောင်းအကာဇုံမိုင်းတွေကိုလက်သီးနဲ့ထိုးပြီးတိုက်ခိုက်တယ်ဒီအချိန်လှိုင်ကောင်းတစ်ခုကိုအရောက်မှာမှောက်မဲသွားတာကိုခွင်ကောင်းယူပြီးထွက်ပြေးကြတယ်စောင်းအတယောက်အမှောင်ထဲမှာဇုံမိုင်းတွေကျသွားတာကိုသတိထားမိတဲ့အကြောင်းပြောတယ်နောက်ထပ်လှိုင်ကောင်းတစ်ခုရောက်မှာစောကူကဖုန်းတစ်လုံးကိုလှပ်ပစ်ပြီးနောက်ဖုန်းတစ်လုံးနဲ့လှမ်းခေါ်တယ်အတန်ကြားနေရာကိုဇုံမိုင်းတွေပြေးချင်းသူတို့ထွက်ပြေးကြတယ်နောက်ဆုံးမှာတော့စူဟန်နဲ့စောင်းကရရရှိရာနေရာကိုရောက်လာခဲ့ပြီခဏကြာမှသူတို့စီရုံကောတို့အဖွဲ့ရောက်လာတာမှမို့တကားဖွင့်ပြီးဖို့ပြောတယ်ရောင်စုဆိုတဲ့ဘက်ကသူတို့ဖွင့်ပြီးကုသခံရသူတွေပဲဝင်လာမှာမို့မဖွင့်ပေးပဲတကားပိတ်ထားမှဖြစ်ကြောင်းပြောတယ်နောက်ထပ်လှိုင်ကားတစ်ခုရောက်မှအမှောင်ကိုအပြုတ်ပြီးစောကူတို့အဖွဲ့ခီးဆောင်အိတ်တင်တဲ့အပေါ်ကနေတိတ်တိတ်လေးတက်လာခဲ့တယ်ဂျင်းကြီးတို့အဖွဲ့ရှိတာအတွဲတကားစီကိုရောက်တော့တကားပိတ်ထားတာကြောင့်ဝင်မရဖြစ်နေတယ်ဟောလဲဂျင်းစီဖုံးဆက်ပေးမယ်ရထားတာဝန်ခံကဂျင်းကိုပါဇက်ပိတ်ချုပ်ထားလိုက်တယ်နောက်ဆုံးမှာစောကူရဲ့ရဲစစ်ကြောက်တကားပွင့်သွားပေးမယ်ရောင်စုဆိုတဲ့ဘဲကတကားကိုတွန်းပိတ်တယ်တစ်ဖက်မှာလည်းဇွန်မိုင်းတွေဝင်မလာဖို့တကားကလည်းရိုက်ပိုက်နေတယ်နောက်ဆုံးဆက်မထိန်နိုင်တဲ့အဆုံးမှာစောင်းကသူစနေကိုကောက်ကွယ်ပေးဖို့မှာပြီးသူတယောက်တည်းဆက်ထိန်ဖို့ဆက်ထိန်မယ်အကုန်ပြေးကြဖို့စောကူကိုပြောတယ်စောကူလည်းတားမှန်ပါတယ်ပြောပြီးစူအန်နဲ့စော်ကရန်ကိုခေါ်ပြီးထွက်ပြေးတော့တယ်နောက်ဆုံးမှာရောင်စုဆိုတဲ့ဘဲပိတ်ထားတဲ့တကားကိုအတင်းတိုးဝင်ပြီးအထက်ရောက်သွားခဲ့တယ်အထက်ရောက်တော့ရထားမှုကမင်းတို့အကိုက်ခံထားရနိုင်တယ်ငါတို့နဲ့မနေပဲအချမ်းမနေဘူးပြောတယ်ကျန်တဲ့သူတွေကပါထွက်သွားဖို့ပြောနေလို့နောက်ဆုံးမှာစောကူတို့အဖွဲ့ထွက်သွားခဲ့ရတယ်ဂျင်းကလည်းရုံခေါနဲ့အတူလိုက်လာခဲ့တယ်စောကူတို့အဖွဲ့ထွက်သွားတော့တကားကို next time တွေတွေ့ရကြိုးတွေနဲ့ချီထားလိုက်ကြတယ်ဒီအချိန်မှာမိမတယောက်ကသူ့မှာကိုက်ခံရပြီးဇုံဝိုင်းဖြစ်ပြောင်းသွားတာကိုစိတ်နာပြီးဇုံဝိုင်းတွေကိုပိတ်ထားတဲ့တကားကိုဖွင့်ချလိုက်တော့တယ်ရထားဆရာကထိန်းချုပ်ရေးစခန်းအလုံးနဲ့အဆက်အသွယ်ပြတ်သွားပြီးမို့စိတ်ပြက်လက်ပြက်ဖြစ်နေတယ်ဒီအချိန်မှာပဲစောကူစီကိုလက်ထပ်ဖြစ်သူကဖုံးဆက်လာတယ်ဒီလိုဖြစ်ရတာယူစွန်းစီကဒီပညာကနေဆက်ဖြစ်တာဖြစ်ပြီးဘူဆိုင်မြို့ကိုထိန်းချုပ်နိုင်ပြီဖြစ်ကြောင်းပြောတယ်ဒါပေမဲ့ဒီလိုတွေဖြစ်ခဲ့ရတဲ့ယူစွန်းဒီပညာဆိုတာစောကူတို့အဖွဲ့တည်ထောင်ထားတဲ့အဖွဲ့ဖြစ်နေတယ်ဆိုတာပါပဲဒေဂူဘူရာရောက်မှာတော့ရထားလမ်းကြောင်းကိုပိတ်ပြီးနေပြီဖြစ်လို့ရထားရက်လိုက်ရတယ်ရထားဆရာကအားလုံးကိုအသိပေးပြီးသူဒီကဆင်ပြီးအခြားရထားကိုရှာပြီးဘယ်ဘယ်လမ်းကြောင်းမှာစောင့်နေမှာဖြစ်တယ်ခီးတဲ့တွေအနေနဲ့ဒီမှာပဲစောင့်နေမလားထွက်သွားမလားရွေးချယ်ကြပါလို့ပြောပြီးဖုံးချလိုက်တယ်ရထားဆရာလည်းအပြင်းအမြန်ထွက်ပြီးမောင်းလို့ရမယ့်ရထားကိုလိုက်ရှာတယ်အခန်းတစ်ခုတည်းပိတ်မိနေတဲ့ကြောင်ဆူတဲ့ဘဲကအပြင်မှာရှင်းနေမင်းထွက်လို့ရတယ်လို့ရထားမှုကိုပြောတယ်ရထားမှုတကားဝထက်တော့ဇွန်မီတွေကိုမြင်တော့ပြောင်းဝင်မဲ့အလုံးမှာတွန်းချပြီးထွက်ပြေးသွားခဲ့တယ်စောကူတို့အဖွဲ့ရထားပြင်ရောက်တော့ပတ်ဝန်းကျင်ကိုလေ့လာနေကြတယ်ဒီချိန်ရထားတစ်စီးပေါ်ရောက်နေတဲ့ရထားဆရာဟာမီလောက်နေတဲ့ရထားတစ်စီးအရှိန်ပြေးလာတာကိုမြင်လိုက်ရတယ်ရှင်ကောကအပြင်ထွက်ဖို့တကားကိုထုဖွင့်နေတဲ့အချိန်မှာရောင်စုဆိုတဲ့ဘဲရောက်လာပြီးဂျင်းကြီးကိုတွန်းချလိုက်တယ်အောက်မှာအသင်းဆောင်နေတဲ့ဇွန်မိုင်းကဂျင်းချတာကိုကိုက်လိုက်ပြီးဂျင်းကြီးတက်ကျသွားခဲ့တယ်ဒီအချိန်တွေကိုခွင်ကောင်းယူပြီးရောင်စုဆိုတဲ့ဘဲကအပြင်ကိုခုန်ထွက်ပြီးပြေးတယ်တနေရာရောက်မှာတော့ရထားတလမ်းဘက်ကိုချေချော်ပြီးခြေထောက်ခောက်ပြီးလဲကျသွားတယ်ရထားဆရာကလှမ်းတွေ့ပြီးကူညီဖို့ပြေးလာခဲ့တယ်ရောင်စုဆိုတဲ့ဘဲကရထားဆရာကိုဇွန်မိုင်းတွေတွန်းထုတ်လိုက်ပြီးကိုလိုယုံပြေးသွားတယ်ရထားအောက်မှာညနေတဲ့စောကူကအထက်ကစူဝမ်တို့ကိုကဲဖို့ရုံးကန်နေတယ်ဒီချိန်ဇွန်မိုင်းတွေခုံလာတာကိုအင်ချေရမဲကဇွန်မိုင်းတွေကိုလက်နဲ့ကအသေးခံပြီးအားလုံးကိုသွားဖို့ပြောခဲ့တယ်စောကူလည်းစူဝမ်ကိုချီပြီးပြေးထွက်လာခဲ့တယ်အနောက်မှာလည်းဇွန်မိုင်းတွေအုပ်လက်ကြီးပါလာတယ်အရှိမသွားနေတဲ့ရထားဘော်ကိုအားလုံးခုံလိုက်ကြတယ်ရထားဘော်ဖတ်တွေတက်လာတဲ့ဇွန်မိုင်းတွေကိုစောကူတွေကအပေါ်မရအောင်ခုခံနိုင်ခဲ့ပါတယ်ရထားကောင်းပိုင်းမှာလှူရှားမှုတွေ
ကြောက်သွားကြည့်တော့အကိုက်ခံရလို့ဇမိုင်းဖြစ်နေတဲ့ရောင်စုပဲကြီးကိုမြင်လိုက်ရတယ်။သူကိုယ်တိုင်ကူးဆက်ခံနေရတာကိုမယုံနိုင်ဖြစ်ပြီးစောကူကိုတိုက်ခိုက်တော့တယ်။စောကူလည်းပြက်ခုခံရင်လဲကျသွားတယ်။အပေါ်ကကိုက်ဖို့ပြနေတဲ့ရောင်စုကိုစောင်းရောင်ကအိတ်နဲ့ရိုက်ပြီးတိုက်ခိုက်တယ်။ရောင်စုပဲကြီးကထလာပြီးစောင်းရောက်ကိုလှမ်းကိုက်လိုက်တဲ့အချိန်မှာစောကူကနောက်ကနေပါဇက်ကိုပိတ်ထားလိုက်တယ်။ကန်ဆိုးစာနဲ့ပဲပိတ်ထားတာမလောက်တော့စောကူလည်းကိုတစ်ချက်ချင်းကိုက်လိုက်တော့တယ်။အကိုက်ခံနေရရင်စောကူရအနားမှာတွေးတဲ့တန်ကျုံနဲ့သူ့ကိုယ်သူချီလိုက်ပြီးရထားဘော်ကခုံဆော့လိုက်တော့ရောင်စုဆိုတဲ့ပဲကြီးပြတ်ကျသွားခဲ့တယ်။စောကူလည်းတန်ကျုံကိုဆွဲပြီးပြန်တက်လာခဲ့တယ်။သူ့လက်ကဒဏ်ရာကိုကြည့်ပြီးစူအန်တယောက်ဝမ်းနဲ့ဆော်ငွေချင်းနေတော့တယ်။စောကူတယောက်စူအန်နဲ့စောက်ကရကိုထိချုပ်ခန့်နဲ့ခေါ်ပြီး break ကိုပြကလုံစော်တဲ့နေရာရောက်ရင်ဆွဲဖို့ပြောတယ်။စောက်ကရကတော့သူ့ကိုဝမ်းနဲ့ဆော်ကြည့်နေတယ်။ပြောပြီးတာနဲ့စောကူလည်းအပြင်ကိုပြေးထွက်ခဲ့တယ်။စမိုင်းပြပြောင်းလာတဲ့သူ့ပုံစံကိုကြည့်ပြီးငိုကြွေးနေခဲ့တယ်။စူအန်ကပြစ်လိုက်ဖို့ကြိုးစားပေမဲ့ဆောင်းဝရံကဖတ်ထားခဲ့ပြီးငိုကြွေးနေတော့တယ်။အဆုံးသတ်မှာတော့စောကူတယောက်ရထားဘော်ကခုံချသွားခဲ့တယ်။ရထားလမ်းဆောင်ရောက်တော့စူအန်တို့နှစ်ယောက် break ဆွဲပြီးဆင်းလာခဲ့တယ်။သူတို့လမ်းလျှောက်လာတာကိုမြင်လိုက်ရတဲ့စစ်သားဖွဲ့တွေကလူလားစမိုင်းလားဝေခွင့်မြဖြစ်နေပြီးနောက်ဆုံးမှာတော့